အားလုံးပဲ Merry Christmas to you all အားလုံးပေါ်ဖျားရှင်တာ၍ကောင်းချီးပေးပါစေ2024ခုနှစ်ရဲ့ Christmas အချိန်သမယကိုဒီကနေ့ရောက်ရှိလို့လာပြီဖြစ်တယ်ကျေးဇူးတော်တက်အားဖြင့်ဒီကနေ့ကိုရောရှင်ဖျားမွေးနေ့တော်မြတ်လို့ပြောရင်လည်းမမှားဘူးဘာကြောင့်လဲဆိုရင်ခုနပြောသွားသလိုပဲအတိအကျတော့မဟုတ်ဘူးဒါပေမဲ့ဘလို့ပဲဖြစ်နေပါစေဒီမှာရောက်လာတဲ့ဂုံအတရေရှိတဲ့လူကြီးမင်းများနှင့်တကွအသင်းတော်လူကြီးမင်းများအသင်းတော်မိဘများမောင်မဲလူမဲများပြင်ပအသင်းတော်ကနေရောက်လာတဲ့ဧပြီတဲ့အားလုံးကိုဒီနေရာကနေမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာလိုပါတယ်အားလုံးကိုမင်္ဂလာပါဒီကနေ့ဟာမင်္ဂလာဖြစ်ပါတယ်ယနေ့လောကဆိုတဲ့အရာကချိန်ချင်းအမင်္ဂလာနဲ့ပြည့်ဝနေတဲ့လောကကြီးပါအဲ့ဒီချိန်ချင်းကနေလွတ်မြောက်စေဖို့သခင်ယေရှုခရစ်တော်ဟာတင်နဲ့ကျွန်ုပ်အတွက်လောကမှာမွေးဖွားလာတယ်ဆိုတဲ့အရာကိုနားလည်စေဖို့ဖြစ်တယ်။တနည်းအားဖြင့်သင်ရဲ့ဘဝအသက်တာပြောင်းလဲသွားဖို့သင်ကမင်္ဂလာမရှိတဲ့ဘဝကနေမင်္ဂလာသားဘဝကိုရောက်သွားဖို့ယနေ့ခရစ်စမတ်ဆိုတဲ့အရာကတရင်ဆိုတဲ့တရင်ကောင်းလေးကိုဒီကျွန်မအရောက်စီတိုင်းနားလည်စေဖို့ဖြစ်တယ်။ခဏလေးဆုတောင်းကြရအောင်။ကောင်းမြတ်တဲ့ဖဖျားကိုရောကိုကျေးဇူးတင်တယ်။ကျေးဇူးတော်တက်အားဖြင့်နေ့ရဲ့အစဉ်တိုင်းမှာသားတို့ဒီကိုရောရဲ့ကျေးဇူးတရားကိုမထိုက်တန်ပဲနဲ့အစဉ်အမြဲခံစားနေရလို့ကျေးဇူးတင်ပါ၏။ဒီကနေ့နှုတ်ကပတ်တော်အားဖြင့်ကိုရောဖျားဒီသားကိုအသုံးပြုပေးလို့ကျေးဇူးတင်ပါ၏။သားပြောခြင်းမဟုတ်ပဲကိုရောပြောခြင်းသာဖြစ်စီပါ။အရောက်တိုင်းရဲ့နှလုံးသားထဲမှာခရစ်စမတ်ရဲ့အရှင်သခင်ကိုနှလုံးသားနဲ့ကြိုးစိုးခေါ်ဖိတ်လက်ခံတဲ့နှုတ်ကပတ်တော်အဖြစ်အရောက်တိုင်းပုံမှာကိုရောဗိတ်သိက်ပေးလျက်ကိုရောဖျားကောင်းချီးပြီးတော်မူပါနှုတ်ကပတ်တော်ရဲ့အရှင်သခင်ယေရှုခရစ်တော်ဖျားနာမဖြင့်ဆုတောင်းစကားအနံအစပြုပါ၏အဖမြတ်စွာသောထာဝရဘုရားသခင်အာမင်ယနေ့ကျွန်တော်တို့ခေတ်ကာလကြီးကိုကြည်ပါတချို့ကတော့မြန်မာပြည်ရဲ့အခြေအနေကြုံတွေ့နေရတဲ့အရာအလုံးဟာလူတိုင်းမှာဒုက္ခဆင်းရဲပင်ပန်းနွမ်းနယ်မှုအမျိုးစုံသောစိတ်ဖိစီးမှုတွေကြုံနေရတဲ့အချိန်ကာလဖြစ်ပါတယ်မြန်မာပြည်တစ်ခုတည်းမဟုတ်ဘူးညီကောင်မောင်နှမတို့ဆရာအမြဲတမ်းပြောတယ်တကဘာလုံးနေရာဒေသအသီးသီးနိုင်ငံအသီးသီးမှာပြဿနာအခက်ခဲပေါင်းစုံရှိတယ်ဆိုတော့လောကမှာပင်ပန်းနွမ်းနယ်မှုတွေစိတ်ပင်ပန်းမှုတွေစင်ရဲမှုတွေဝမ်းနည်းချီကွဲရတဲ့အမှုအရာတွေများစွာရှိပါတယ်ဒါပေမဲ့အဲ့ဝမ်းနည်းမှုတွေအဲ့ဒီချီကွဲမှုတွေကိုတင့်သိပ်ပေးတဲ့အရှင်သခင်ဟာယနေ့ခရစ်စမတ်ရဲ့အရှင်သခင်ယေရှုခရစ်တော်ဆိုတဲ့အရာကိုနားလည်စေဖို့ဖြစ်တယ်။တိမောသေပထမစာဆောင်အခန်းကြီး1အပိုက်ငယ်15ကဒီလိုပြောပါတယ်။ယေရှုခရစ်တော်သည်အပြစ်ရှိသောသူတို့ကိုကယ်တင်ဖို့ရာဤလောကသို့ကြွလာတော်မူသောစကားသည်သစ္စာစကားဖြစ်၏။အကျွင့်မဲ့ခံယူအပ်သောစကားလည်းဖြစ်၏။ဒီကနေ့နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်လေးကိုဆရာဗာပေးခြင်းလဲဆိုရင်ချိန်ချင်းမှလွတ်မြောက်ခြင်းဆိုတဲ့ခေါင်းစဉ်ပေးခြင်းတာဖြစ်ပါတယ်လောကမှာလူတွေဟာတလုံးဘယ်တော့မှကောင်းစားသွားမယ်ဆိုတာကိုဘလို့မှစဉ်းစားလို့မရတဲ့အရာဖြစ်တယ်လူတချို့ကတော့ပြောလိုက်မယ်ချမ်းသာကြွယ်ဝလို့ဥစ္စာပစ္စည်းပညာအရာအလုံးနဲ့ပြည့်စုံနေလို့
သူကတော့ချမ်းသာကြွယ်ဝတယ်တစ်တလုံးကောင်းစားတယ်လို့ထင်နေမှာဒါလူတွေရဲ့အမြင်ရှုထောင့်ပါပဲဒါပေမဲ့ညီကောင်မောင်နှမတို့အားပေးစေခြင်းတယ်ဘလောက်ပဲချမ်းသာကြွယ်ဝမှုတွေရှိနေပါစေဘလောက်ပဲပညာအရေးချင်းနေနဲ့အိုက်ဂျူတွေအတွေ့တွေဘလောက်ပဲ professor တွေ philosopher တွေဖြစ်နေပါစေဘဝအသက်တာထဲမှာနိငြိမ်သက်ခြင်းအရှင်သခင်ကိုမရရင်ဘယ်တော့မှကောင်းစားတယ်ဆိုတဲ့အရာကိုဒီနေ့ကျွန်တော်တို့မြင်တွေ့ရမှာဖြစ်တယ်ဘယ်တော့မှကောင်းစားမှာမဟုတ်ဘူးဘယ်တော့မှဝမ်းမြောက်နေမှာမဟုတ်ဘူးငြိမ်သက်ခြင်းအရှင်သခင်ယေရှုခရစ်တော်ကိုသင်နှလုံးသားထဲမှာသင်ရရင်သင်ကအရာအလုံးပြည့်စုံမှာဖြစ်တယ်အာမင်ဒီຢာလေးကိုစရုနားလဲစီဖို့ဖြစ်တယ်အရေးကြီးစကားလေးတစ်ခုပြောချင်တယ်လောကမှာတဲ့လူတွေရဲ့အကြိုက်ကိုတင်လှုပ်တာတဲ့ဒါပေမဲ့လူတွေကတင့်ကိုကြိုက်ချင်မှကြိုက်လိမ့်မယ်ငါကတော့ဒီလူကြိုက်အောင်ငါဘယ်လိုလုပ်ပေးရမှာငါရဲ့အထက်အရာရှိရဲ့အကြိုက်ငါရဲ့အထက်အရာရှိရဲ့နှစ်သိမ့်မှုကိုငါဘယ်လိုလှုပ်ဆောင်ပေးရမှာသူ့ရဲ့အကြိုက်တွေကိုပဲတင်ဘလောက်ပဲလှုပ်ပေးနေပါလေစီသို့တော့တင်လှုပ်ပေးရင်းနဲ့တင့်ကိုကြိုက်ချင်မှကြိုက်လိမ့်မယ်ဒါပေမဲ့ကိစ္စမရှိဘူးအဲ့ဒီအရာကိုတင်ကသိပြီးတင့်လှုပ်ပေးတဲ့အရာပေါ်မှာတင်ကမကြိုက်တာကိုသိတဲ့အခါမှာတင်သဘောကျမှာမဟုတ်ဘူးဒါပေမဲ့အရေးမကြီးပါဘူးညီကိုမောင်တို့မတို့သင်ကသခင်ယေရှုခရစ်တော်ကိုနှလုံးသားနဲ့ခေါ်ပိတ်လက်ခံယုံကြည်ထားတဲ့သူရဲ့အသက်တာဟာမွေးနေ့ရှင်သခင်ယေရှုခရစ်တော်ကိုသင်ကကြိုးစိုးကျင်းပတဲ့သူတစ်ယောက်ဖြစ်ရင်သင်အထက်မှာသခင်ယေရှုခရစ်တော်ရဲ့ဝိညာဉ်သင်နှလုံးသားထဲမှာကျင်းဝတ်တယ်အာမင်တန်ရှင်တော်ဝိညာဉ်တော်ဖခင်ဗမာကျင်းဝတ်လေနှလုံးသားထဲမှာသင်ရဲ့နှလုံးသားထဲမှာတန်ရှင်တော်ဝိညာဉ်တော်ဖခင်ရှိရင်သင်ကသူတစ်ပါးကိုအကျိုးပြုတော်သူဖြစ်မှာဖြစ်တယ်အာမင်ဒီအရာလေးကိုစရုနားလည်စေဖို့ဖြစ်တယ်ဒီနေ့ခေတ်ကာလကြီးစိုးပါတယ်စရုအားလုံးကြုံတွေ့နေရပါတယ်ဒါပေမဲ့ဝမ်းမနေပါနဲ့ညီကိုမောင်တို့မတို့အားမငယ်ပါနဲ့စိတ်မပြတ်ပါနဲ့ဖခင်ကိုချီးမွမ်းပါအာမင်ဖခင်ကိုချီးမွမ်းပါဆရာဒီစကားကိုအမြဲတမ်းပြောမယ်ချီးမွမ်းရင်းနဲ့ထောင်တကားတွေပွင့်သွားတယ်မဟုတ်ဘူးလားပေါလုနဲ့တိလထောင်ထဲမှာချီးမွမ်းနေတာထောင်တကားတဲ့ကပွင့်သွားဖို့ထောင်ထဲကနေလွတ်မြောက်သွားဖို့အတွက်ချီးမွမ်းတာမဟုတ်ဘူးခက်ခဲကြမ်းတမ်းဘဝကြုံတွေ့နေရပါလိမ့်စေသူတို့ထောင်ထဲမှာရှိပေမဲ့အဲ့ဒီအခက်ခဲကြားတဲ့ကနေသူတို့ချီးမွမ်းလိုက်တဲ့အခါမှာပေါ်လူနဲ့တိလကိုဘုရားရှင်ကထောင်ထဲကနေလွတ်မြောက်ခြင်းအခွင့်ပေးတယ်ဆိုတဲ့အရာကိုနားလည်စေဖို့ဖြစ်တယ်ဣသရေလလူမျိုးတွေကြည့်ပါအဂဒုတ်ပြည်ကနေပြီးတော့မှနှစ်ပေါင်းလုံး430သူတို့ကျွန်ခံတဲ့ဘဝကနေမောရှေဥဆောင်ပြီးသူတို့ကိုခေါ်လာတာလာရင်းနဲ့လမ်းမှာအေဒုံပင်လည်းခံနေတော့အနောက်မှာလည်းဖာရောရဲ့စစ်တပ်ကလိုက်လာတဲ့အခါခက်ခဲမှုတွေကြမ်းတမ်းမှုတွေဒုက္ခတွေဆင်းရဲမှုတွေမျိုးစုံ430လုံးလုံးကျွန်ဘဝထဲမှာလည်းခံစားခဲ့ရတဲ့ဒုက္ခတွေလွတ်မြောက်ပါပြီဆိုပြီးတော့မှလွတ်မြောက်မလားဆိုပြီးလာပေမဲ့အနောက်မှာလည်းထပ်ပြီးတော့မှဒုက္ခပေးဖို့လိုက်လာတယ်အရှိမလည်းဘာခံနေလဲအေဒုံပင်လည်းခံနေတယ်မောရှေကဖခင်ကိုမော်ကြည့်တယ်ဣသရေလလူကြီးတွေကဖခင်ကိုဆုတောင်းတဲ့အခါမှာလမ်းဖွင့်ပေးလိုက်တယ်အေဒုံပင်ကိုဖြတ်လာပြီ3 ရက်ခရီးကြာတဲ့အခါမှာရှုရာရက်ကိုရောက်တဲ့အခါမှာ3 ရက်ခရီးကလမ်းလျှောက်ရလွန်းလို့ပင်မဲ့လွန်းလို့သူတို့တွေရေငတ်တယ်စာလောင်မွတ်သိကြတယ်အဲ့ဒီချိန်မှာမောရှေကိုဘယ်သူတွေကအပြစ်တင်နေဆိုရင်ဣသရေလလူတွေကအပြစ်တင်တယ်အဲ့ဒီချိန်မှာမောရှေကအဲ့ဒီအပြစ်တင်ခြင်းကိုအပြစ်လို့မမြင်ပဲခံစားနေရတဲ့အရာတွေဒုက္ခတွေကိုမြင်တွေ့နေတဲ့မောရှေကြီးက
အထက်ကိုအော်ပြီးတော့မှဆုတောင်းတယ်ဘသူကိုဆုတောင်းလဲဖခင်ကိုဆုတောင်းတယ်အဲ့ဒီအချိန်မှာဖခင်ရှင်ကမောရှေကိုဗာပြောလဲမောရှေတဲ့ရှုရအရက်ကနေလာတဲ့3ရက်ခရီးကသူတို့ရေငတ်တဲ့ဘဝကြုံနေရတဲ့အခါမှာရေကန်တကန်ကိုတွေ့တယ်အဲ့ဒီရေကန်ကိုမောရှေကမတောင်းနဲ့လို့မပြောသေးဘူးဣသရေလလူတွေကပိုက်စာနေတဲ့အခါမှာရေကိုတအားတောက်ချင်လို့ရေကိုထိလိုက်တဲ့အခါမှာသူတို့တောက်တဲ့အခါမှာအင်မတန်မှခါတဲ့ရေဖြစ်နေတယ်ဒုက္ခဆင်းရဲနဲ့ကြုံတွေ့နေရလို့ခန္ဓာကိုယ်ထဲမှာလည်းရေကငတ်နေလို့အမောပြေမလားလို့ရေတောက်ပါတယ်ဆိုမှခါတဲ့ရေနဲ့ကြုံရတယ်တိုင်မဲ့မောရှေကိုထက်အပြစ်တင်တယ်မောရှေကခုနလိုអော်တဲ့အခါမှာဘုရားရှင်ကမောရှေကိုဗာပြောတယ်မောရှေတဲ့ဤတစ်ပင်ရဲ့အပင်ကိုမင်းအဲ့ဒီမာရအရက်ကရှိတဲ့အိုင်ထဲကိုပြစ်ချလိုက်တဲ့မောရှေကိုမောရှေကဘုရားသခင်ခိုင်းတဲ့အတိုင်းပဲအဲ့ဒီအပင်ကိုအဲ့ဒီရေထဲကိုပြစ်ချလိုက်တယ်အင်္ဂလိပ်ကျမ်းစာမှာဆိုရင်တစ်သားချောင်းလို့ပြောတယ်ဆိုတော့တဲ့ဘောကအဲ့ဒီရေဟာအဲ့ဒီတစ်ကိုင်းဟာရေထဲကိုရောက်သွားတဲ့အချိန်မှာအဲ့ဒီရေဟာချိုသွားတယ်ဣသရေလလူမျိုးတွေမောနေတယ်ပင်ပန်းနေတယ်အဲ့ဒီရေကိုတောက်တဲ့အခါမှာအမောပြေရတယ်ညီကိုမောင်မတို့ယနေ့ဘဝအတ္တမှာလောကကြီးမှာမောဖောက်နေတဲ့သူတွေအများကြီးပါပဲဝမ်းနဲ့ကြေကွဲနေရတဲ့သူတွေအများကြီးပါပဲဒုက္ခဆင်းရဲနဲ့ကြုံတွေ့နေရတဲ့သူတွေအများကြီးပါပဲနှစ်ပြန်ဘာနဲ့စားရမလဲဆိုတဲ့ပူပန်တောကရောက်နေတဲ့သူတွေအများကြီးပါပဲဒါပေမဲ့အဲ့လိုမောနေတဲ့သူတွေအတွက်အမောပြေစီဖို့ဝမ်းမြောက်ခြင်းမရှိတဲ့သူတွေအတွက်ဝမ်းမြောက်ခြင်းရှိစီဖို့မာရအရက်မှာရှိတဲ့တစ်ကိုင်းတစ်ပင်ဟာယေရှုခရစ်တော်ဖြစ်တယ်အာမင်ဟာလေလုယာအေးယာဒီထာဝရဘုရား၏နှုတ်ကပတ်တော်ဖြစ်တယ်ယနေ့ကျွန်တော်တို့ဘဝအသက်တာမောဖောက်နေတဲ့သူတွေအတွက်ဒီကနေ့သင်နဲ့ကျွန်တော်ဟာခရစ်စမတ်အရှင်သခင်ယေရှုခရစ်တော်ကိုနှလုံးသားနဲ့ခေါ်ဖိတ်လက်ခံဖို့ဒီကနေ့နှုတ်ကပတ်တော်ကစကားပြောတယ်အပြစ်ရှိသောသူတို့ကိုကယ်တင်ဖို့ရန်ဤလောကသို့ကြွလာတော်မူသောစကားသည်တစ္ဆာစကားဖြစ်၏လောကမှာအပြစ်မရှိတဲ့သူလက်မျိုးထောင်ကြည့်ရအောင်ကျွန်တော်လည်းမရှိဘူးကျွန်တော်လည်းအပြစ်ရှိတယ်ဘယ်သူမှလက်ညှိုးထောင်မှာမဟုတ်ဘူးနေ့တိုင်းအပြစ်ပဲအဲ့ဒီအပြစ်ကဘယ်ကလဲယောမခုနှစ်မှာတမန်တော်ရှင်ပေါလုကအတိအလင်းပြောတယ်မနဲ့မိုးလင်းတာနဲ့မကောင်းတဲ့အကြံအစီအသွေးကျွန်တော်တို့တွေးတယ်သူတို့ဘာကို jealous လုပ်ဖို့သူတို့ဘာကိုတိုက်ခိုက်ဖို့သူတို့ဘာကိုအနိုင်ယူဖို့သူတို့ဘာကိုနှိပ်ကွပ်ဖို့သူတို့ဘာကိုတတ်ဖို့သူတို့ဘာကိုလူရက်ဖို့သူတို့ဘာကိုတုတ်ပြန်ဖို့ကျမ်းစာထဲမှာလူအသက်ကိုမတက်ရလို့မပြောဘူးလားကျမ်းစာထဲကဒါပေမဲ့ကိုယ်တိုင်လူအသက်ကိုမတက်ပေမဲ့ကျွန်တော်တို့စိတ်နဲ့တက်နေတာနေ့တိုင်းဘလို့တက်နေတာလဲဒီကောင်းမြန်မြန်သေသွားရင်ကောင်းမှာပဲလောကမှာမရှိရင်ကောင်းမှာပဲမကောင်းတဲ့စိတ်နဲ့တက်နေတာအဲ့ဒီစိတ်အတွက်နှလုံးသားနဘေးကိုလှန်နဲ့ထိုးခံဖို့သခင်ယေရှုမွေးဖွားလာတယ်ညီကောင်မောင်တို့နှလုံးသားတွေကနေထွက်လာတဲ့သွေးနဲ့ရေဟာယောမတမှုထိုးလိုက်တဲ့တမှုဟာသွေးနဲ့ရေကိုစင်တဲ့အခါမှာသူ့အသက်တာပြောင်းလဲသွားစေတယ်သခင်ခရစ်တော်ဟာတင်နဲ့ကျွန်ုပ်မကောင်းတဲ့နှလုံးသားအဲ့ဒီနှလုံးသားအတွက်သူကိုယ်တိုင်ကိုစားအတိခံပေးဆက်ခဲ့တဲ့ဘုရားသခင်ဖြစ်တယ်အာမင်ဒီရာကိုစရုနာလဲစေဖို့ဖြစ်တယ်ခရစ်တော်မွေးဖွားလာရခြင်းအကြောင်းရင်းရည်ရွယ်ချက်သည်လောကသားတွေအားလုံးဟာကျင့်ခြင်းအမင်္ဂလာဘဝကနေလွတ်မြောက်ဖို့အတွက်ယေရှုခရစ်တော်မွေးဖွားလာတယ်ဆိုတဲ့အရာကိုနားလည်စေဖို့ဖြစ်တယ်။ယေရှာယအခန်းကြီး9အပိုက်ငယ်6မှာငါတို့အဖို့သူငယ်ကိုဖွားမြင်၏
ငါတို့အားသားကိုတနာတော်မူ၏ထိုသူသည်အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်နာမတော်မူကားအံ့ဩဖွယ်တိုင်ပင်ဖက်တကိုးကြီးသောဖျားသခင်ထာဝရအဘငြိမ်သက်ခြင်းအရှင်ဟုခေါ်ဝေါ်သမုတ်ခြင်းကိုခံတော်မူ၏လွန်ခဲ့တဲ့နှစ်ပေါင်းထောင်နဲ့ချီကြော်ပြီးတော့မှပရောဖက်ပြုတ်ထားတဲ့ပရောဖက်ကြီးဟေရှာယကအခုလိုပြောတာဖြစ်တယ်မဿဲခန်းကြီး1အပိုင်ငယ်23မှာသရိုးသမီးကညာသည်တားယောက်ျားကိုဖွားမြင်လက်တဲ့ထိုသားကိုအေမာနွေလအမိဖြင့်မှဲ့ရကြလက်တဲ့ဟုလာသည်အေမာနေလအနွက်မူကားငါတို့နှင့်အတူရှိတော်မူသောဘုရားသခင်ဟုဆိုလိုသည်တချို့ကမေးခွန်းထုတ်လိမ့်မယ်ယေရှုခရစ်တော်ဟာတဲ့လဝါကားတိုင်ပေါ်တက်ပြီးတော့မှယေရှုကဖျားဖြစ်သွားတာလားတချို့ကအဲ့လိုမေးခွန်းထုတ်တဲ့လူတွေကျွန်တော်ကြားမှုတယ်ယေရှုခရစ်တော်ဒီအဲ့လိုမဟုတ်ပါကဘာမတီမရှိခင်မာတဲ့ကနေဆထာဝရတီရှိတော်မူသောဖျားဖြစ်တယ်အဲ့ဒါကိုဘုရားကကြိုပြီးတော့မှဟောကင်ပြောထားတယ်လေဆိုရင်ကျမ်းစာထဲမှာပရောဖက်ကြီးဟေရှာယကကြိုပြောထားတာဖြစ်တယ်အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်နာမတော်မူကားအံ့ဩဖွယ်တိုင်ပင်ဖက်တကိုးကြီးသောဖျားထာဝရအဘငြိမ်သက်ခြင်းအရှင်ယနေ့ဘဝအသက်တာမှာဒီသခင်ခရစ်တော်ကိုကျွန်တော်တို့ရဲ့နှလုံးသားထဲကနေခေါ်ဖိတ်လက်ခံယုံကြည်ဖို့အတွက်ဒီကနေ့နှုတ်ကပတ်တော်ကကျွန်တော်တို့ကိုစကားပြောတာဖြစ်တယ်။ဒါကြောင့်မလို့ကျမ်းစာကဘာဖတ်တယ်သူကိုယ်တိုင်ယေရှုခရစ်တော်ကိုယ်တိုင်ပြောတဲ့စကားတစ်ခွန်းရှိတယ်။ယောဟန်ခန်းကြီး8အပိုက်ငယ်56မှာသင်တို့အဘအဗြဟံသည်ကြွလာမည့်အချိန်ကာလကိုမျှော်မြင်ခြင်းငှာအလွန်ရှိ၏မြင်ရသောအခါဝမ်းမြောက်ခြင်းသို့ရောက်သည်ဟုမိန့်တော်မူ၏ငါအမှန်ကန်ဆိုသည်ကအဗြဟံမဖြစ်မီငါဖြစ်၏ဣသရေလဂျူးလူမျိုးတွေဖာရိရှဲဇက်သူကဲကျမ်းတက်ပုဂ္ဂိုလ်တွေကိုဘာပြောတယ်လဲအဗြဟံမရှိမီငါရှိပြီးသားတဲ့ပြောချင်တာကအဗြဟံဣဇက်ယာကုပ်တို့ကိုးကွယ်တဲ့ဘုရားလဲငါပဲညီကိုမောင်တို့ယနေ့ခရစ်တော်ဟာဘုရားသခင်ဟာနှိမ်ချတဲ့ဘုရားဖြစ်တယ်ဆိုတဲ့အရာကိုဒီနေ့နားလည်စေဖို့ဖြစ်တယ်လောကထဲကိုရောက်လာတဲ့အခါမှာကောင်းကင်ဘုံစီးစိမ်ပလင်ကိုစွန့်ပြီးဘယင်တကာတို့ရဲ့ဘယင်သခင်တကာတို့ရဲ့သခင်ဟာနွားစခွက်ထဲမှာဘာကြောင့်လာမွေးရတယ်လဲအကြောင်းရင်းရှိတယ်ဘယင်တကာတို့ရဲ့ဘယင်ဖျားစင်စစ်ပဲတကိုးကြည့်တဲ့ဖျားပဲနန်းတော်မှာမွေးလို့ရတယ်မမွေးပဲနဲ့ဘာကြောင့်နွားစခွက်မှာလာမွေးရတယ်လဲဖျားရှင်ကအင်မတန်မှချစ်စရာကောင်းတဲ့ဖျားဖြစ်တယ်နှိမ်ချတဲ့ဖျားဖြစ်တယ်ညီကိုမောင်တို့ဒီကနေ့အဲ့ဒီဖျားသခင်ကိုကျွန်တော်တို့ခေါ်ရင်ထူးတဲ့ဖျားဖြစ်တယ်ငါကိုခေါ်တော့ငါထူးမည်ကြည်သောအရာသင်မသိသောအရာနဲ့နဲသောအရာကိုငါဖော်ပြမယ်နားလေးတဲ့ဖျားမဟုတ်ဘူးနားမကြတဲ့ဖျားမဟုတ်ဘူးကျွန်တော်ကဒီမှာရှိတဲ့ဧည့်သည်တော်တွေသိအောင်လို့မယုံကြည်သူဘာတာချားလူမျိုးကနေအဲ့ဒီဖျားကိုခေါ်ပြီးတော့မှပြောင်းလဲလာတဲ့သူပါအာမင်ဒါလေးကိုထပ်ပြီးတော့မှတက်တည်ခံခြင်းပါတယ်ယနေ့အဲ့ဒီဖျားသခင်ဒီအသက်ရှင်တဲ့ဖျားဖြစ်တယ်ကျိန်ချင်းအမြင်ကလားဆိုတဲ့အရာကလဝါကားတိုင်ဖြစ်တယ်အာမင်အဲ့ဒီလဝါကားတိုင်ဟာအပြစ်ကျူးလွန်တဲ့သူတွေဂျူးထုံးစံဣသရေလထုံးစံအရာဖျားသားလို့ခေါ်လို့ရှိရင်တတကျွန်းထောင်ချတယ်ခိုးမှုဖွက်မှုလူရဲမှုမရိတ်မှုတပ်ဖြတ်မှုဆိုလို့ရှိရင်အဖြစ်ကိုဥပဒေတတ်မှတ်ပြီးတော့မှတို့အဆင့်ဆင့်တို့ထောင်ချတယ်ဒါပေမဲ့ဖျားသားလို့ပြောရင်လဝါကားတိုင်ကိုတင်တတ်တယ်ထောင်ချတယ်ဒါပေမဲ့ညီကောင်မောင်တို့ယေရှုခရစ်တော်အပြစ်မရှိကြောင်းပိလတ်မင်းကသိတယ်ပိလတ်မင်းစီကိုစစ်ဖို့ယေရှုကိုခေါ်သွားတဲ့အခါမှာပိလတ်မင်းရှေ့ကိုရောက်တဲ့အခါမှာငါ့ကိုခွက်ဖလားပေးပါတဲ့ယေရှုမှာအပြစ်မရှိကြောင်းကိုငါသိသောကြောင့်တဲ့ယေရှုမှာအပြစ်မရှိကြောင်းကိုငါသိသောကြောင့်ငါနဲ့လုံးဝမသက်ဆိုင်ဘူးတဲ့
သူခွက်ဖလားမှာရှိတဲ့ရေကိုသူကဆေးလိုက်တယ်ခွက်ဖလားမှာရှိတဲ့ရေကိုသူကဆေးလိုက်တယ်သူလက်နဲ့သူဆေးလိုက်တာဆိုတော့ပိလမင်ဘာဖြစ်လဲယေရှုမှာအပြစ်မရှိကြောင်းသိတဲ့ပိလမင်နောက်ဆုံး history တမိုင်းကြောင်းလေ့လာတဲ့အခါမှာပိလမင်ယူပြီးတော့မှတည်သွားရတယ်ဒီနေ့ညီကောင်မောင်တို့တို့အားပေးစီကြည်တယ်သခင်ယေရှုဟာတကယ်တော့အပြစ်ရှိသလားမရှိပါဘူးအခုနကျမ်းစာကဘာပြောတယ်လဲမြေကြီးဟလာယေရှုခရစ်တော်ဒီအပြစ်ရှိတော်သူတို့ကိုကယ်တင်ဖို့လောကကိုကြွလာတယ်ကျွန်တော်တို့အပြစ်မရှိတဲ့လူလက်ညှိုးထောင်ပါလို့ပြောရင်ထောင်မှာမဟုတ်ဘူးကာယကံဝစီကံမနောကံနေတိုင်းပြမှားနေတာဥပမာလေးတစ်ခုပြပြမယ်ရေကန်တကန်ရှိတယ်ဆိုင်းဘုတ်ကတ်ထားတယ်ရေမကူးရလူတယောက်ရောက်လာတယ်ရေမကူးရဆိုင်းဘုတ်တွေ့တော့ကူးတယ်ကွာဘာဖြစ်လဲရေနစ်သွားတယ်အဲ့ဒါဘာကိုဆိုလိုချင်တယ်ဆိုလို့ရှိရင်ရေမကူးရလို့ရေးထားတဲ့အရာဒီပညာတရားကိုချိုးဖောက်ရင်ပညာတရားရဲ့စကားကိုနားမထောင်ရင်သေမှာပဲရေကူးတာနောက်တစ်ယောက်ကရောက်လာတယ်ဒီလူကတော့ရေမကူးရဆိုင်းပုတ်ရေးပြီမဲ့ရေကူးတယ်ကွာသူတော့တေတော့မှာပဲကမ်းပေါ်ကနေဘာလို့လဲညီလေးလက်ကိုဒီလိုလှုပ်ခြေထောက်ကိုဒီလိုခတ်ခေါင်းကိုဒီလိုမော့ထားပါလက်ဟန်ချီရန်နဲ့သူကပြပြီးတယ်အဲ့ဒါဘာလဲဘာသာတရားနောက်တစ်ယောက်ကတော့ရောက်လာတယ်ရေနစ်နေတာတွေ့တဲ့အခါမှာဆိုင်းပုတ်ကတော့ရေမကူးရရေးထားတယ်ဒါပေမဲ့ဒီလူရေနစ်နေတယ်ငါမကယ်ရင်တော့သူတေမှာပဲအဲ့ဒါဘာလဲကဲတင်ချင်းတရားညီကောင်မောင်တို့ယနေ့မှာလောကမှာရှိတဲ့လူတွေအားလုံးဟာယဉ်နစ်နေတာကျွန်တော်တို့တမလွန်ဘဝစိတ်မချရဘူးကျွန်တော်တို့တည်ရင်ဘယ်သွားမလဲကိုတိနေတာကုသိုလ်တပည့်ငရဲတပိတ်တာနေ့တိုင်းဝစီကံနဲ့မဟုတ်ပေမဲ့ကာယကံမဟုတ်ပေမဲ့မနောကံနဲ့ပြမှားနေတဲ့ပုံကိုယ်ကြီးမဟုတ်ဘူးလားဒီຢာလေးကိုနားလဲစီဖို့ဖြစ်တယ်ဒါကြောင့်မလို့တင်တဲ့ကျွန်တော်အတွက်ယေရှုခရစ်တော်ဟာလူစားတိခံယူပြီးတော့မှမေတော်မာရိဆိုတဲ့အပြိုကညာဘယ်ယောက်ျားသားမှလက်နဲ့မထိတဲ့တန်ရှင်းသောအမျိုးနွယ်ကနေဆင်းသက်လာတဲ့အဲ့ဒီအမျိုးသမီးတဲမှာဖះဘလောက်နှိမ်ချလဲကြည်နော်ဖះဘုံစည်းစိမ်တွေကိုစွန့်ပြီးတော့မှလူစားတိ supernatural bus တရားရာဂိုင်နှုန်းအပြည့်အဝခံစားပြီးမာရိဝင်းထဲမှာတန်ရှင်းသောဝိညာဉ်တော်အဖြစ်ဗြိတိတည်ပြီးတော့မှမွေးဖွားလာခဲ့တဲ့ယေရှုပါအာမင်ယနေ့အဲ့ဒီယေရှုဟာလဝါကားတိုင်မှာအသေးသက်ခံခဲ့တဲ့ယေရှုဖြစ်တယ်လဝါကားတိုင်ဆိုတာကြိမ်ချင်းအပြစ်ကြီးတဲ့သူတွေကိုပေးရမယ်သူတွေဒါပေမဲ့အဲ့ဒီကားတိုင်မှာဘယ်သူခံခဲ့လဲယေရှုခံခဲ့တာဖြစ်တယ်ညီကိုမောင်တို့ကားတိုင်မသွားခင်အကြောင်းလေးကိုဆရာအနည်းငယ်လေးပြောပြခြင်းတယ်ယောမထုံးစံအရယောမကနိုင်ငံအုပ်ချုပ်တဲ့တစ်900ကာလမှာအဲ့ဒီချိန်ကာလကဣသရေလလူမျိုးတွေကယောမအုပ်ချုပ်တဲ့အချိန်ဆိုတော့ယောမထုံးစံအရဆိုလို့ရှိရင်သခင်ယေရှုခရစ်တော်ကိုဘာလို့ရမလဲကဲနဲ့ပေါက်တတ်ရမှာမဟုတ်ဘူးသူတို့ကဘာလို့လဲဆိုရင်ယောမထုံးစံအရယေရှုကိုကြမ်းပြင်ပေါ်မှောက်ပြီးတော့မှကြာပုတ်နဲ့ကြိမ်နဲ့သူတို့ရိုက်တာအဲ့ဒါသူတို့ရဲ့ထုံးစံဂျူးထုံးစံဆိုရင်ကဲနဲ့ပေါက်တတ်ရမှာဒါပေမဲ့သခင်ခရစ်တော်ကိုသူတို့ကြမ်းပြင်မှာမှောက်ပြီးတော့မှဘယ်နှချက်ရိုက်လဲ39ချက်သူတို့ရိုက်တယ်ယေရှုမှာအပြစ်မရှိပါဘူးနာကျင်ခြင်းဝေဒနာခံစားရပါတယ်ခါသီးစွာခံစားရပါတယ်လူပဲဝမ်းနဲ့တက်တယ်ကြည်ကွက်တက်တယ်အဲ့ဒီချိန်မှာဣသရေလတွေကဘာပြောလဲဘာရဘကိုလှုပ်တဲ့ယေရှုကိုကားတိုင်တင်ပါတဲ့အော်နေကြတာနောက်ဆုံးဘာဖြစ်လဲယေရှုခရစ်တော်ကိုကားတိုင်တင်တာအဲ့ဒီချိန်မှာသူတို့ဘာပြောတယ်လဲငါတို့တားစီမြေဆက်ခံရင်ခံပါရပါလိမ့်စီငါတို့ခံမယ်တဲ့အပြစ်မရှိတဲ့တိုးတငယ်ယေရှုခရစ်တော်ကိုကားတိုင်တင်ခိုင်းတာယေရှုရဲ့မေတ္တာကိုသူတို့မခံစားဘူးယေရှုရဲ့ကျေးဇူးတရားကိုသူတို့မသိဘူးယေရှုရဲ့ကယ်တင်ခြင်းတရားကိုသူတို့မသိတဲ့အခါမှာယေရှုဟာဖျားသားဆိုတာကိုသူတို့လက်မခံတဲ့အခါမှာကားတိုင်တင်တက်တယ်ဣသရေလတွေကိုကြည်ပါဟစ်တလာအဲ့ဒီဂျူးတွေကိုဘ
လောက်တက်လေလေ6တန်းတည်ရတယ်ဘာကြောင့်လဲသခင်ယေရှုခရစ်တော်ကိုသူတို့ဒီကားတိုင်းတင်တက်တဲ့ချိန်ချင်းသူတို့ခံရတယ်ယနေ့ဘဝအသက်တာမှာအာဒံနဲ့ဧဝကိုဖျားရှင်ဖန်ဆင်းနေတဲ့အချိန်ကစပြီးတော့မှဖျားကအာဒံကိုဖြစ်စေဆိုပြီးတော့မှဖျားဖန်ဆင်းတာမဟုတ်ဘူးအာဒံကိုဖျားကသူ့လက်နဲ့သူပြင်ဆင်ပြီးမြေမှုန့်နဲ့ဖန်ဆင်းတာဒါကြောင့်ပထဝီအာဘောဝါယောတေဇောဓာတ်၄ပါးလူမှာရှိတယ်လူကမြေကြီးနဲ့ဖန်ဆင်းထားတာမြေမှုန့်နဲ့ဖန်ဆင်းထားတာမြေဓာတ်မရှိရင်မြေဓာတ်နဲ့ထိတွေ့မှုမရှိရင်အဲ့လူဟာကျမ်းမာမှာမဟုတ်ဘူးမြေဓာတ်လူတယ်ဆိုတော့ဖျားကသူကိုယ်တိုင်ဖန်ဆင်းထားတဲ့လူအာဒမ်ကိုသူ့ရဲ့ဒရန်နဲ့တူညီတဲ့လူသားကိုဒါကြောင့်ကပ္ပဦးကျမ်းခန်းကြီး1အပိုက်ငယ်26မှာငါတို့နှင့်တူညီသောပုံသဏ္ဍာန်ကိုလူကိုဖန်ဆင်းကြစုသုံးပါးတစုဖျားခမဲတော်တားတော်တန့်ရှင်းတော်ဝိညာဉ်တော်တခါတည်းနားလည်အောင်ဆရာတခါတည်းဒီမှာရှင်းပြလိုက်မယ်သုံးပါးတစုဖျားကအဖခမဲတော်ဖျားကတက်တက်တားတော်ယေရှုကတက်တက်တန်ရှင်တော်ဝိညာဉ်တော်ကတက်တက်သုံးပါးလုံးတက်တက်စီရှိတာမဟုတ်ဘူးသုံးပါးလုံးမှာပေါင်းရင်တစုတည်းနားလည်လားတလုံးတဝသည်အဲ့ဒီသုံးပါးတစုဖျားကငါတို့နဲ့တူညီတဲ့ပုံသဏ္ဍာန်ကိုလူကိုဖန်ဆင်းမယ်ဖျားကသူ့ရဲ့တရံနဲ့လူသားကိုဖန်ဆင်းတာတခြားအရာကိုတော့ဖျားကဖြစ်စေဆိုပြီးတော့မှဖျားကဖန်ဆင်းတာဒါကြောင့်လူကိုဖျားရှင်တန်ဖိုးမထားဘူးလားတန်ဖိုးထားတယ်အေဒင်ဥယျာဉ်မှာအာဒံဧဝကိုဖျားထားတဲ့အခါမှာသူတို့ရဲ့ခန္ဓာကိုယ်ကအပြစ်မကြက်ရောက်တဲ့ခန္ဓာအဝိစားဝိစရာလို့လားမလိုဘူး glory ဖျားရဲ့ဘုန်းနဲ့ပြည့်ဝတဲ့ခန္ဓာဖြစ်နေတဲ့အတွက်အပြစ်ဆိုတာလုံးဝသူတို့မှမရှိဘူးအဲ့ဒီအချိန်ကအပြစ်မကြက်ရောက်တဲ့ခန္ဓာယနေ့ကျွန်တော်တို့လူသားအလုံးဟာအပြစ်ကြက်ရောက်တဲ့ခန္ဓာတွေဒါကြောင့်အပြစ်သားကအပြစ်ကိုပဲကြိုက်တယ်မကြိုက်ဘူးလားကြိုက်တယ်အပြစ်မလုပ်ရရင်မနေနိုင်ဘူးအခုကျွန်တော်မလုပ်ပါဘူးဆိုပြီးတော့မှစိတ်ဆုံးဖြတ်ချက်ချလိုက်ခဏနေပြန်ပြီးတော့မှဖောက်ပြန်တာမဟုတ်ဘူးလားအပြစ်ထဲမှာကြိုက်တာလေမဟုတ်ဘူးလားဆိုတော့ဒီသဘောတရားကိုစရုပ်နားလည်စီဖို့ဖြစ်တယ်ဒါကြောင့်မို့လို့အပြစ်ကြောင့်ကျွန်တော်တို့ဘယ်ရင်သွားမှာလဲဘယ်ကိုသွားမှာလဲငရဲသွားမှာအပြစ်ရဲ့အခါတည်ခြင်းဒီຢာလေးကိုနားလည်စီဖို့ဖြစ်တယ်ဒါကြောင့်မလို့ဘုရားရှင်ကအာဒံဧဝကိုသူဖန်ဆင်းလိုက်တဲ့ဘုရားဘုန်းတော်နဲ့ပြည့်ဝတဲ့ဤခန္ဓာဟာဧဝရဲ့အရှက်ကိုလည်းအာဒံမတွေ့ရဘူးအာဒံရဲ့အပြစ်ကိုလည်းဧဝမတွေ့ရဘူးနှစ်ယောက်လုံးအတူတူဘုရားနဲ့နေ့တိုင်းသူတို့မိတ္တဟာယအတူနေလို့ရတယ်ဒါကြောင့်မလို့ဘုရားကလူကိုတရံနဲ့ဖန်ဆင်းတာဆိုတော့ဘုရားကကောင်းမကောင်းတိကျွမ်းရာအပင်ရဲ့အသီးကိုမစားနဲ့စားတော့နေ့မှာဧကံအမှန်တည်ရမယ်တချို့ကကျမ်းစာကိုပုံမြင်လို့ပြောတာကျမ်းစာကပုံမြင်မဟုတ်ပါဘူးညီကောင်မောင်တို့မတို့နော်ကျမ်းစာရဲ့ background ကျမ်းစာရဲ့တမိုင်းကြောင်းဆိုတာယနေ့ထာဝရဘုရားသခင်ဤတမန်ကျမ်းခရိယန်တွေအတွက်ပဲကျမ်းမဟုတ်ဘူးတကဘာလုံးလူသားအားလုံးနဲ့သက်ဆိုင်တဲ့ကျမ်းပါဒီຢာလေးကိုစရုနားလည်စေဖို့ဖြစ်တယ်ဆိုတော့အဲ့ဒီအာဒံဧဝကိုအဲ့ဒီအပင်ရဲ့အသီးကိုမစားနဲ့စားတော့နေ့မှာမင်းတို့တည်ရမယ်အဲ့ဒါဘု து စကားလဲဖျားစကားဖျားစကားကိုဘု து ကနားမထောင်တာလဲလူကိုဘု து ကတွေးဆောင်တာလဲစာတန်အဲ့ဒီစာတန်ဆိုတဲ့ပုဂ္ဂိုလ်ဟာဖျားသခင်ဖန်ဆင်းထားတဲ့ကြဆင်းတဲ့ကောင်းကင်တမန်လူစီဖာအဲ့ဒီစာတန်ကငါဆိုတဲ့အရာဖျားကိုအာခံတဲ့အရာဖျားနေရာကိုလိုချင်တဲ့စာတန်ဟာနောက်ဆုံးပါဖြစ်ရလဲကြဆင်းရတယ်စာတန်ဖြစ်ရတယ်သူကိုဘယ်သူကဖန်ဆင်းတာလဲဖျားဖန်ဆင်းတာဒါကြောင့်လူကဖျားမစားခိုင်းတဲ့အရာကိုလူကိုတွေးဆောင်တဲ့စာတန်ကစာတန်ရဲ့ဇယိုက်တွေဘဒုထဲမှာဝင်သွားတယ်အာဒံဧဝထဲမှာဝင်သွားတယ်ယနေ့အဲ့ဒီကဆင်းလာတဲ့ generation မျိုးဆက်တိုင်းဟာစာတန်ရဲ့ဇယိုက်စာတန်ရဲ့ DNA လူတိုင်းမှာရှိတယ်အာမင်အပြစ်ကိုပဲကြိုက်တာအပြစ်ကိုပဲနှစ်သက်တာဒါကြောင့်မလို့ဘာသာရေးစစ်ပွဲတွေကဘာမှာလူသက်အများဆုံးပဲ
နေရာတကာတိုင်းမှာစစ်ပွဲတွေလူတက်မှုဖြစ်တာအများဆုံးပဲဘာကြောင့်လဲစိုးညစ်တဲ့တမန်တော်ရှင်ပေါလုပြောခဲ့တဲ့ယောမခွန်ကတနုနှလုံးသားထဲမှာရှိနေတဲ့စိုးတဲ့အရာကတော့ဘာလဲစာတန်ရဲ့တဘောတဘာဝအဲ့ဒါဟာဘာလဲအပြစ်အဲ့ဒီအပြစ်ဒီဘာအပြစ်လဲဗီဇအပြစ်ကျရောက်တဲ့ခန္ဓာမှာနောက်ဆုံးဒုတိယရဲ့အပြစ်ကိုနေ့တိုင်းနေမွန်းလာတဲ့အသက်တာဟာစာတန်ရဲ့မျိုးဆက်ကနေကျွန်တော်တို့ရောက်လာတယ်ဆိုတဲ့အရာကိုနားလည်စေဖို့ဖြစ်တယ်ဒါကြောင့်မလို့အဲ့ဒီအပြစ်ကြောင့်လူကငရဲသွားရမှာဒါကြောင့်မလို့မြေကြီးပေါ်မှာအပြစ်မရှိတော့သူတယောက်မှမရှိဆိုတဲ့အရာကသခင်ယေရှုခရစ်တော်ဟာတင်နဲ့ကျွန်ုပ်ဘဝအသက်လောကမှာနှိမ့်ချစွာနဲ့မွေးဖွားလာခဲ့တဲ့ဖခင်ဖြစ်တယ်ဆိုတဲ့အရာကိုဒီကနေ့နားလည်စေဖို့ဖြစ်တယ်ယနေ့ညီကိုမောင်နှမတို့ဆရာဘာကို message ပေးခြင်းလဲဆိုလို့ရှိရင်ဒီကနေ့ဘဝအတ္တတာမှာသင်ကတကယ်သခင်ခရစ်တော်ကိုတကယ်ယုံကြည်ရင်သင်လောကမှာအသက်ရှင်ရာကျိုးနှက်ပါတယ်။ဘာဖြစ်လဲလောကမှာအသက်ရှင်ရာကျိုးနှက်ပါတယ်။လောကကြီးဆိုတာဘယ်သူမှမသိပါဘူး။စည်းစိမ်ဥစ္စာပညာအရေးချင်းနေဘလောက်ကြီးပဲတင့်အแทမှာရှိနေပါစေ။သင်တည်မြဲသလားမတည်မြဲပါဘူး။တင်းញိုင်းကုတ်ကိုတင်းရဲ့ခန္ဓာကိုယ်တနေ့သွားရမှာပါ။အဲ့ဒီထဲမှာအယုတ်အလက်အမျက်အမြွေကဏ္ဍအတီးတီးခွဲခြားမှုဆိုတာမရှိပါဘူး။သမင်းစားတာချင်းတော့အတူတူပါပဲ။လောကမှာတော့အရသာကွာတဲ့ဟင်းကောင်းတဲ့အရာနဲ့ကောင်းတဲ့ဟင်းကောင်းတဲ့မကောင်းတာနဲ့စံချမ်းနဲ့စံကြောဒါပဲကွာမှာဖြစ်တယ်။နေရတဲ့စီးစိမ်အိမ်အဆောက်အအုံဒါတွေကွာမှာဖြစ်တယ်။တေခြင်းတရားကတော့ဘလို့မှကွာမှာမဟုတ်ပါဘူး။ဒီကိုမောင်နှမတို့လောကဆိုတာကဘာလဲဧည့်သည်ပါစာလံ119အပိုက်ငယ်19မှာအကျွန်ုပ်တို့သည်ဤလောကဤဧည့်သည်ဖြစ်ပါ၏လောကဧည့်သည်ဒီပါဒီຢာလေးကိုစတို့နားလည်စေဖို့ဖြစ်တယ်သခင်ယေရှုခရစ်တော်ဟာကဘာမတီမရှိခင်မာတဲ့ကနိစ္စထာဝရတည်ရှိသောဖျားဖြစ်ကြောင်းသူကတိုင်ဖော်ပြထားပြီးသားဖြစ်တယ်ဒါကြောင့်ယေရှုဟာမတည်ပါဘူးယေရှုကရှင်ပြန်တဲ့ဖျားသခင်ဖြစ်ပါတယ်ယောမတွေကားတိုင်းကိုတင်တက်လိတဲ့အခါမှာယေရှုအသက်သူ့ကိုဝိညာဉ်ကိုသူချုပ်ငိမ့်တာယောမတွေတက်လို့တည်တာမဟုတ်ဘူးဖျားစင်စစ်ဖြစ်တဲ့အတွက်အမှုပြီးပြီအိုအဖကျွန်တော်ဤဝိညာဉ်ကိုရောစီမှာအနှံပါ၏ဝိညာဉ်ကိုသူကိုယ်တိုင်အနှံတာဖြစ်ပါတယ်ပြီးတဲ့အခါမှာ3ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တဲ့ယေရှုခရစ်တော်ဖြစ်ပါတယ်လောကမှာဒီနေ့သိပ္ပံပညာရှင်တွေပရိုဆိုဖာတွေအကုန်လုံးဟာယေရှုရဲ့အယိုးယေရှုရဲ့အလောင်းနဲ့သက်ဆိုင်တဲ့အရာကိုသူတို့လေ့လာရှာဖွေသူတည်တနာလောက်တာယနေ့ချိန်ထိမရပါဘူးယေရှုရဲ့အယိုးဆိုတာလည်းမတွေ့ပါဘူးယေရှုဟာလူဇာတိကိုလာခံယူတဲ့သူဖြစ်ပါတယ်ယေရှုဟာလူစင်စစ်လူဇာတိခံယူတဲ့ပေမဲ့ဖျားစင်စစ်ထာဝရဘုရားသခင်ဖန်ဆင်းရှင်ဘုရားဖြစ်တယ်ဆိုတဲ့အရာကိုနားလည်စေဖို့ဖြစ်ပါတယ်။ကမ္ဘာမှာဘုရားပေါင်း2 သန်းကျော်လောက်ရှိပါတယ်။ကမ္ဘာမှာလူဦးရေတန်ပေါင်း8000ကျော်ရှိပါတယ်။အာဒံဧဝကနေဘုရားသခင်ဖန်ဆင်းနေတဲ့အာဒံဧဝကနေဘုရားဖန်ဆင်းပြီးအဲ့ဒီ2ဦးကနေပြီးတော့မှကာဣနာအာပိလမျိုးဆက်တွေဟာနောအေလက်ထက်မှာဘုရားရှင်ကကမ္ဘာကြီးကိုဖျက်ဆီးလိုက်ပြီဘယ်နှဦးကျန်တယ်လဲ8ဦးပဲကျန်တယ်တခါဆရာဝေငါပူခဲ့တယ်အဲ့ဒီ8ဦးကနေပေါက်ပွားလာခဲ့တဲ့ generation မျိုးဆက်တီကဘာမှာလူဦးရေတန်းပေါင်း8000ကျော်ရှိပါတယ်ယနေ့တနေ့ကျရင်အဲ့ဒီလူတွေအကုန်လုံးဟာပျောက်ကွယ်ရမယ့်အချိန်ရောက်လာလိမ့်မယ်အဲ့ဒီလူတွေအကုန်လုံးဟာတနေ့ကျရင်လောကမှာအသက်ရှင်တဲ့အချိန်ကာလလေးဒီတင်းအတွက် choice ရွေးချယ်ခြင်းအချိန်ဖြစ်ပါတယ်ယနေ့ကျွန်တော်ဘဝအသက်တာမှာအနည်းငယ်တတိခံပေးပါမယ်အခုနပြောခဲ့ပြီးမယုံကြည်သူပါယနေ့ကျွန်တော်အထက်မှာတန်ရှင်တော်ဝိညာဉ်တော်နှလုံးသားအထက်မှာကျင်းဝခြင်းခံရလိုက်တဲ့အချိန်ကစပြီးကျွန်တော်အထက်မှာမောက်မာခြင်းလောဘဒေါသမောဟမာနမကောင်းတဲ့စိတ်မကောင်းတဲ့အတွေးခေါ်
စိုးညစ်တဲ့အရာလူရဲ့ခန္ဓာကိုယ်ကိုယောဂဖြစ်စေမဲ့လူရဲ့တုံးဆောင်တဲ့အရာမကောင်းတဲ့အရာဘာတစ်ခုမှမရှိတော့ဘူးဘာကြောင့်လဲ DNA ပြောင်းသွားတယ်ယေရှုရဲ့အသွေးကြောင့်ဖြစ်ပါတယ်ဒီနေ့ကျွန်တော်ဘဝအသက်တာမှာအပြစ်ဆိုတဲ့အရာကိုယွန်ရှာမုန်းတီးလာတဲ့စိတ်ဖြစ်လာတယ်အဲ့ဒါဘာကြောင့်လဲအသွေးပြောင်းသွားလို့ပါစာတန်ရဲ့အသွေးမဟုတ်တော့ပါဘူးဒီနေ့ဘဝအသက်တာမှာသင်ကယေရှုကိုနှလုံးသားနဲ့ဒီကနေ့အချိန်မှာလွန်ခဲ့တဲ့ခါတ2024ဆိုရင်တွက်ကြည့်ပါနှစ်ပေါင်းဘုရားသခင်ရှေ့မှာနှစ်1000ဆိုတာတရက်တာကာလပဲရှိပါတယ်ဒီနေ့ကျွန်တော်တို့မြင်တာကတော့2024ကြာခဲ့ပြီလေဘုရားသခင်ရှေ့မှာ2ရက်ကြော်လေးပဲရှိပါတယ်အာမင်ဒီຢာလေးကိုစာတို့နားလည်စေဖို့ဖြစ်ပါတယ်ဒါကြောင့်မလို့နေဆထာဝရတည်တော်မူသောဘုရားသခင်ဟာယနေ့ကျွန်တော်တို့ကိုဖန်ဆင်းတဲ့ထာဝရဘုရားသခင်မွေးနေ့ရှင်ဖြစ်တဲ့ယေရှုခရစ်တော်ဟာသင်နဲ့ကျွန်တော်ကိုစားဘုရားစင်စစ်အဲ့ဒီဘုရားနဲ့ကျွန်တော်တို့ကယဉ်နီးတယ်အာမင်အဲ့ဒီဘုရားနဲ့ကျွန်တော်တို့ကအကျွမ်းဝင်ရှိတယ်အဲ့ဒီဘုရားနဲ့ကျွန်တော်တို့မိတ္တဟာယရှိတယ်အာဒံဧဝအပြစ်ကြောင့်ဘုရားနဲ့မိတ်ဖွဲ့လို့မရတဲ့အရာကကားတိုင်တရားအကားပဲကျွန်တော်တို့ကိုခြေဖြတ်ပေးတယ်ဆိုတဲ့အရာကိုနားလည်စီဖို့ဖြစ်တယ်အဲ့ဒီကားတိုင်တရားခြေဖြတ်ပေးဖို့အတွက်သင်ရဲ့အပြစ်ကိုလွတ်မြောက်ဖို့အတွက်ယနေ့ခရစ်တော်ဟာသင်ကိုယ်စားမွေးဖွားလာပေးတာဖြစ်တယ်သင်ကြင်ချင်းကနေလွတ်မြောက်ဖို့အတွက်ယနေ့ခရစ်တော်သည်သင်ကိုယ်စားမွေးဖွားလာပြီးတယ်ဆိုတဲ့အရာကိုနားလည်စေဖို့ဖြစ်တယ်နောက်ဆုံးအကြောင်းအရာလေးပြောပြီးနေကုန်ချုံမယ်တနည်းအာဖရိကလူမျိုးတွေကမ္ဘာမှာဆိုရင်အာဖရိကနိုင်ငံအစင်းရဲဆုံးနိုင်ငံပါပဲသူတို့ဘဝအတ္တကိုချိပါသူတို့တွေဘာကြောင့်သူတို့ကိုသူတို့စဉ်းစားတယ်ငါတို့မျိုးဆက်ကတဲ့ကြိမ်ချင်းမျိုးဆက်တွေပဲတဲ့သူများနိုင်ငံတွေတိုးပွားတယ်သူများလူမျိုးတွေတိုးပွားတယ်ငါတို့ဆင်းရဲငတ်မွတ်ဒုက္ခနဲ့နေရတယ်တဲ့ငါတို့ကောင်းကြီးမခံစားရဘူးသူတို့တွေးလာတာအဲ့ဒါဘာကြောင့်လဲဆိုရင်ကပ္ပဦးကျမ်းမှာနောအေလက်ထက်မှာနောအေမှာသားသမီး3ယောက်ရှိတယ်ဒီနေ့နောအေအိပ်ပျော်နေတဲ့အချိန်မှာဒုတိယသားလေးဖြစ်တဲ့ဟာမကအဖေအချက်မရှိဘူးဆိုပြီးတော့မှညီအကို2ယောက်ကိုအကိုနဲ့ညီအငယ်လေးကိုပြောတဲ့အခါမှာအကိုနဲ့ညီအငယ်လေးကအဖေရဲ့အချက်ကိုမကြည့်ပဲဖုံးအုပ်ပြီးခဲ့တယ်အဲ့ဒီချိန်မှာနောအေကနိုးလာတဲ့အခါမှာစိတ်ဆိုးပြီးတော့မှဟာမကိုချိန်လိုက်တယ်ဟာမတဲ့မင်းအကိုမင်းရဲ့ညီရဲ့ဂျုံဖြစ်ပါစေအဲ့ဒီဟာမရဲ့မျိုးဆက်ကဘာလို့လဲအာဖရိကလူမျိုးတွေဆိုတော့ဒါကြောင့်အာဖရိကတွေကကြိမ်ချင်းတက်ရောက်နေတာသူတို့ခံစားနေရတာသူတို့မှာဝမ်းမြောက်ခြင်းမရှိဘူးတိုးတက်ခြင်းဘာမှမရှိဘူးသူတို့ရဲ့အနာဂတ်မလားပါဘူးတနေ့အမေရိကန်နိုင်ငံကအဲ့ဒီအာဖရိကကိုတွားပြီးတော့မှသာသနာပြုတဲ့အခါမှာ good news အေးဝင်ကလေးသတင်းကောင်းဟောတဲ့အခါမှာအဲ့ဒီအာဖရိကလူမျိုးတွေအဲ့ဒီသတင်းကောင်းကြားပြီးအဲ့ဒီမှာရှိတဲ့ဂျွန်တွေကိုလည်းအာဖရိကနေပြီးတော့မှအမေရိကန်ကိုခေါ်လာတဲ့အခါမှာအမေရိကန်သမ္မတတွေအခု White House ဆိုတဲ့အိမ်ဖြူတော်ဟာအာဖရိကလူမျိုးတွေစောက်ခဲ့တဲ့နေရာဖြစ်တယ်အဲ့ဒီအာဖရိကတွေသူတို့ဘာလုပ်လဲဆိုရင်ဘီလံမြေတွေနေတယ်ဂေါ်တွေထိုးတယ်အုတ်တွေထမ်းတယ်တဲတွေထမ်းရင်တယ်ငါတို့မိသားစုငါတို့ဘဝတွေမလွတ်မြောက်ဘူးတဲ့ငါတို့ကဂျွန်ဘဝကနေမလွတ်မြောက်နိုင်ဘူးတဲ့လူဖြူတွေကျတော့ဘာလို့ကောင်းကြီးခံစားရတာလဲတဲ့သူတို့ကိုးကွယ်တဲ့ဖခင်ကယေရှုပဲငါတို့လည်းအဲ့ဖခင်ကိုကိုးကွယ်ရင်ငါတို့လွတ်မြောက်မယ်လို့သူတို့စိတ်ထဲမှာခံစားမိတယ်ဒါပေမဲ့နောက်ပိုင်းမှာသူတို့တွေဘာလို့လဲဆိုရင်အဲ့ဒီလူမဲတွေကယေရှုခရစ်တော်ကိုလက်ခံယုံကြည်လိုက်တယ်အဲ့ဒီလိုယုံကြည်တဲ့အခါမှာတနေ့ကျရင်ငါတို့လူမဲစုဟာအမေရိကန်ဒီအိမ်ဖြူတော်မှာတနေ့သမ္မတဖြစ်ရမယ်ဒီလိုကြွေးကြော်ခဲ့တာယနေ့ဘဝအတ္တအာဖရိကလူမျိုးတွေပြောင်းလဲစေခဲ့တယ်အမေရိကန်မှာသမ္မတလူမဲတွေကဖြစ်ခဲ့ရတယ်ဘာကြောင့်လဲကြိမ်ချင်းကနေလွတ်မြောက်ခြင်းရတယ်လူမဲတွေယနေ့ကြည်အစိုးတော်တွေလူမဲတွေဘလောက်တောင်မှသူတို့ပညာတတ်တွေဘလောက်တောင်တိုးပွားလာခဲ့တယ်လေကြိမ်ချင်းလုံးဝမရှိဘူးယနေ့ဘဝတတမှာတင့်ဘဝတင့်မိသားစုတင့်အိမ်ထောင်တင့်ပတ်ဝန်းကျင်တင့်တိုင်းပြည်တင့်ရဲ့မြို့ဒေသပြည်နယ်ကြိမ်ချင်းကလွတ်မြောက်ခြင်းရင်တင့်ဘာလို့ရမလဲ
သခင်ယေရှုခရစ်တော်ကိုနှလုံးသားနဲ့ခေါ်ဖိတ်လက်ခံယုံကြည်ရင်သင်ခံစားနေရတဲ့အမင်္ဂလာတွေကနေမင်္ဂလာဘဝကိုကူးပြောင်းသွားမယ်ဆိုတဲ့ယနေ့ခရစ်စမတ်မွေးနေ့ရှင်ယေရှုခရစ်တော်ရဲ့ရည်ရွယ်ချက်ပါအာမင်အနာဂတ်လေးအကြောင်းကိုပြောပြီးနေကုန်းချုပ်မယ်ပန်းတိုင်ယေရှုခရစ်တော်ကိုယုံကြည်သောသူတွေရဲ့ဝိညာဉ်ဟာတည်တဲ့ဝိညာဉ်တွေမဟုတ်ဘူးအသက်ရှင်တဲ့ဝိညာဉ်တွေသခင်ယေရှုခရစ်တော်ဟာဝိညာဏမအိုမသေးမနာဆိုတဲ့ခန္ဓာဝိညာဏခန္ဓာကြီးပြောင်းသွားတာအဲ့ဒီခန္ဓာနဲ့ထမြောက်တာယနေ့ကျွန်တော်ဘဝအသက်တာဟာလေမအိုမသေးမနာဆိုတဲ့ဝိညာဏခန္ဓာအဖြစ်ထမြောက်စေဖို့အတွက်ခရစ်တော်ရဲ့မွေးနေ့တော်ခရစ်တော်ရဲ့ကားတိုင်တရားရှင်ပြန်ထမြောက်ခြင်းအဖြစ်သင်ရဲ့ခန္ဓာဟာမြေမှုန့်ဖြစ်တော်လဲပဲမြေကြီးတော်ဖြစ်သွားလိမ့်မယ်သင်ရဲ့ဝိညာဉ်ကတော့ဘယ်တော့မှသေမှာမဟုတ်ဘူးသင်ရဲ့ဝိညာဉ်ဟာသင်ယေရှုကိုလက်မခံရင်သင်ကလောကမှာအာကုသူထဲမှာနေမွန်းနေတဲ့အပြစ်သားဟာသင်တေရမှာတေချာပေါက်ကြောက်နေတာတကယ်တော့သင်တေငရဲသွားမှာသင်ကိုဘာမှလုပ်ပေးလို့ရမှာမဟုတ်ဘူးသင်ရဲ့ကုသိုလ်ကောင်းမှုသည်တပဲပဲရှိတယ်သင်ရဲ့စိတ်ဝိညာဉ်ဟာမကောင်းတဲ့အရာကြောင့်သင်ဟာအပြစ်ပဲအမြဲတမ်းလုပ်နေတယ်ဆိုတဲ့အရာကိုနားလည်စေဖို့ဖြစ်တယ်ဒါကြောင့်မလို့သခင်ယေရှုခရစ်တော်ဟာသင်အတွက်လက်ဝါးကားတိုင်မှာသင်အတွက်လာပြီးတော့မှပေးဆက်တယ်သင်အဲ့ဒီဘဝကိုလွတ်မြောက်စေဖို့အတွက်ဒီကနေ့ခရစ်တော်ဟာသင်ကိုစားကြင်ချင်းကနေလွတ်မြောက်ဖို့အတွက်မင်္ဂလာဘဝကိုပြောင်းလဲစေဖို့ခရစ်တော်မွေးဖွားလာတယ်ဆိုတဲ့အရာကိုနားလည်စေဖို့ဖြစ်တယ်။ကောင်းကင်နိုင်ငံတော်မြင်ကွင်းလေးပြောပြီးဒီကုန်းချုပ်မယ်။ဗျာဒိတ်ကျမ်းခန်းကြီး၄အပိုက်ငယ်30ထိတစ်ကနေဖတ်ရင်တွေ့ရမယ်။ကောင်းကင်နိုင်ငံတော်မှာတဲ့ဖျားသခင်ဤပလင်ရှိတယ်။အဲ့ဒါတန်ရာကြီးမဟုတ်ဘူးနော်။ဗျာဒိတ်ကျမ်းကိုရေးသွားတာတမန်တော်ကြီးယောဟန်ပတ်မှုကျွန်းမှာရေးတဲ့ဖျားဖွင့်ပြတဲ့နှုတ်ကပတ်တော်ဖြစ်တယ်။ကောင်းကင်နိုင်ငံတော်ရဲ့မြင်ကွင်းဟာဘာလဲဆိုလို့ရှိရင်ဖျားရဲ့ပလင်ရှိတယ်။အဲ့ဒီပလင်ရဲ့အရှိမဖန်ပလင်းရေကန်ဆိုတာရှိတယ်။ဖျားရဲ့တကူတော်နည်းနည်းဆိုတာစဉ်းစားကြည့်။ဖန်ပလင်းရေကန်အကြီးပဲတဲ့။အဲ့ဒီဖန်ပလင်းရေကန်ရဲ့အရှိမကောင်းကင်တမန်အကြီး၄ပါးရှိတယ်။တပါးကတော့လူမျက်နှာတဲ့။တပါးကတော့ရှင်သိမ့်မျက်နှာတဲ့။တပါးကတော့သိမ့်ငဲ့မျက်နှာတဲ့။တပါးကတော့နွားမျက်နှာတဲ့။အဲ့ဒီခန္ဓာသူတို့ရဲ့ဥကောင်းတွေကအဲ့ဒီလိုပုံစံရှိပေမဲ့သူတို့ရဲ့ခန္ဓာတစ်ခုလုံးဟာတဲ့မျက်စိတွေကြီးပဲမြင်ရတယ်တဲ့။ဘုရားသခင်ကအဲ့ဒီကောင်းကင်တမန်၄ပါးကိုကြည့်ရင်တစ်ကမ္ဘာလုံးကိုမြင်ရတယ်။အာမင်။ဖန်ပလင်းရေကန်ကိုကြည့်ရင်လည်းတစ်ကမ္ဘာလုံးကိုမြင်ရတယ်။အဲ့ဒီကောင်းကင်တမန်ရဲ့နောက်ဘက်မှာကောင်းကင်တမန်တရက်အုပ်စုဆိုတာဘုရားကိုချီးမွမ်းတဲ့အုပ်စုဖြစ်တယ်တဲ့။အဲ့ဒီဘုရားသခင်ကိုချီးမွမ်းတဲ့အုပ်စုရဲ့အရှိမတဲ့ယေရှုခရစ်တော်ကိုယုံကြည်တဲ့ဘုရားသားသမီးတွေဟာသူတို့ရဲ့ဝိညာဉ်တွေဟာဘုရားသခင်ကိုတန့်ရှင်းဆိုပြီးတော့မှချီးမွမ်းနေတယ်။အာမင်။နှစ်တောင်အုပ်စိုးခြင်းကာလကောင်းကင်နဲ့မြေကြီးတဲ့တစ်ထက်ထဲကိုဘုရားသခင်ကကဘာမြေကြီးကိုဆင့်သက်လာပြီးတော့မှသူ့ရဲ့သားသမီးတွေနဲ့အတူလောကကြီးကိုစိုးစံဖို့အတွက်သင်ထာဝရကောင်းကင်နိုင်ငံတော်မှာဝမ်းနည်းကြေကွဲစိတ်ပြည့်ခြင်းလိုလေသည့်ဘာမှမရှိတော့ဘဲနဲ့သင်ဟာပြည့်စုံစွာနဲ့သင်ဘဝအသက်တာကိုဘုရားသခင်ကကောင်းကင်နိုင်ငံတော်မှာအကောင်းဆုံးပြင်ဆင်ပေးဖို့အတွက်ဘုရားကဒီခရစ်စမတ်ဆိုတဲ့အရာကိုနားလည်စေဖို့ဖြစ်တယ်။သခင်ယေရှုခရစ်တော်ကိုလက်မခံတဲ့မယုံကြည်သောသူတွေရဲ့ဝိညာဉ်ကအပြစ်သားရဲ့ဝိညာဉ်ကတော့ထာဝရကာလအထိကန့်နဲ့လောင်သောမိအိုင်ထဲမှာထာဝရခံရမှာဖြစ်တယ်။လူဆိုတာလူဖြစ်လာပြီဆိုတဲ့အတွက်သင်ထဲမှာဝိညာဉ်ရှိတယ်။တိရစ္ဆာန်မှာဝိညာဉ်ရှိတာမရှိဘူး။တိရစ္ဆာန်မှာငရဲရှိတာမရှိဘူး။လူမှာငရဲရှိတာရှိတယ်။ကောင်းကင်ရှိတာရှိတယ်။ကောင်းကင်သွားမလားငရဲသွားမလားဘာကိုရွေးမလဲခုတည်းကရွေးပါ။သင်ရဲ့ကုသိုလ်ကောင်းမှုကသင်ကိုဘာမှမလုပ်ပေးနိုင်ဘူး။
သင်ကိုလုတ်ပြီးနိုင်တာကခရစ်တော်ရဲ့ကယ်တင်ခြင်းကားတိုင်းတရားဖြစ်တယ်ဆိုတဲ့အရာလေးကိုအားပေးရင်ညီကုန်းချုပ်လိုပါတယ်အားလုံးပေါ်မှာဖျားသခင်အသစ်ဖန်ကောင်းချီးပေးပါစေ